那为啥哈 laundry service 是不能在个 circuit 过路过哎？搞了呢 laundry service 是，但 laundry service 个不路嘞，是风呢你不要嘞。陪下水煮哟，不头在在上面，比到煲烧进来啦，比到煲炸进来啦，那种水路呀，方面你比较比不是比呀诶，比话为什么地嘛，高速比较内嘛的 laundry 啊，路的不，然后比到人他跟你也叫风呢，没都去说的，今天这个牛的看哈，这牛的叫上起来就要。go 话出起来个咯 laundry 然后 dryer 水比我买的嘛，不是baby 话嘛。ကိုယ်ဆိုပြီးနေလိုက်တယ်တူတူလည်းအလုပ်လုပ်တယ်ဆိုတော့ဖုန်းထဲကနေတော့ပို့ပြီးတော့လွယ်တာပေါ့နော်ကဲ laundry တော်တော်များများ occupy ဖြစ်နေတာတို့ဘာလို့ဆိုရင်ဘယ်လိုပြောမလဲမြင်ရရင်ကြည့်လို့ရတာပေါ့နော်မဟုတ်ဘူးဆိုရင်ကြတော့ကိုဒီလိုလာရမယ်ဘယ်ဟာအားလဲလာကြည့်ရမယ်အဲ့လိုမျိုးရှိရပါတော့ဆိုတော့တော်တော်လေးတော့ဒီဟာတွေအစင်းတော့ဒီဒါပေမဲ့ကြည့်ရရိုးနီပထမမှာ eco wash တော့တာရိုး eco wash တောင်း3ပေါင်80ပေးရပြီးတော့အပေါ်ကနေပြီး dry လုပ်တဲ့ဟာကျတော့ 0.60 ပေါ့နော်ထပ်ပေးရတယ်အဲ့ဒါနှစ်ခုလုံးပေါင်းလို့မှအင်ဂျီကရှော့ပြီး6တာပေါ့နော်ဒါပေမဲ့ 0.60 ကအင်ဂျီအထူးဆိုမ6ဘူးမ6တော့ကျတော့သူက3ပေါင်ဘလောက်လဲမသိဘူးထပ်ပေးတော့မှသူကလုံးဝ fully dry ဖြစ်တာပေါ့နော်ဒါပေမဲ့ဒီကဒီနေ့ရရဲမ6လည်းပြီးတော့ခန်းထဲမှာထပ်ပြီးတော့ dry လုပ်မယ်ဆိုပြီးတော့ဒီနေ့ 0.60 လေးပဲပေးပြီးတော့ dry နည်းနည်းလေးလုပ်ခိုင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာတော့အဝတ်လျှော်ရတာစားပတ်စံပေးရရင် laundry ဒီဗာလဲအဝတ်လျှော်ဆက်တွေသုံးဖို့ပေါ့နော်ဆိုတော့ဝါဒီမှာ everything here is money